စစ်တောင်းမြင့်ရည်သည်တသွင်းသွင်းစီးစိမ့်နေတော်လေ1940ပြည်လွန်နှစ်မှာတွင်မထောက်တဖက်ကမ်းမှာတော့တော်လန်ရေးအရှိန်ချောင်းလေတို့ဟာပူလောင်နေခဲ့ပါတယ်။နေချေအင်္ဂလိပ်နဲ့ဖက်စစ်ဂျပန်တို့ကြောက်ရွံ့ယိုသေးဟဲရတဲ့အမည်နာမတစ်ခုကတော့ဘိုးရာကျော်ပင်ဖြစ်ပါတယ်။သူဟာကရင်ပမာသွေးနိုးတူဖြစ်ပေမဲ့သူဤသွေးထဲမှာစီးရှင်းနေတာကတော့အမိမီကိုချစ်မြတ်နိုးတဲ့ဇာတိမန်းတွေပဲဖြစ်ပါတယ်။ဒါပေမဲ့ကံကြမ္မာကရက်ဆက်ခဲ့ပါတယ်။အရင်နီးဆုံးတငယ်ချင်းရဲ့တစ္ဆာဖောက်မှုကြောင့်ဘိုးရာကျော်ရဲ့ဇာတိချက်ကျွေးဒုံစရစ်ရွာလီဟာသွေးပင်လေဝေခဲ့ရပါတယ်။ဖိခင်ဖြစ်သူနဲ့ရွာသားတွေကိုခေါင်းဖြတ်တက်ပြတာကိုမြင်လိုက်ရတဲ့မိခင်ဖြစ်သူဟာလည်းနှလုံးကွဲအပ်ပြီးထိုနေရာမှာတင်ကွယ်လွန်သွားခဲ့ပါတယ်။ဒီအဖြစ်ဟာဘိုးရာကျော်ရဲ့ရင်ထဲမှာမငီးနိုင်တဲ့ကပ္ပယံမီကိုဆွဲမြင်းလိုက်တယ်လို့ဖြစ်သွားခဲ့ပြီးနေချဲတို့ကိုအမြင့်ပြတ်ချေမုန်းဖို့ကြိမ်ဆိုခဲ့တော့ပါတယ်။ဘိုးရာကျော်ဟာတီသူစစ်ဗျူဟာကိုအပိုင်ကိုင်ခဲ့သူပါ။လဲသမားတွေဈေးသည်တွေနဲ့သတင်းကွန်ရက်ကိုစနစ်တကျဖွဲ့စည်းခဲ့တယ်လို့မိခိုးတိုင်တွေနဲ့အချက်ပြတဲ့သူ့ရဲ့စနစ်ကြောင့်အင်္ဂလိပ်တို့ကသူ့ကိုတဆေလိုလူလို့တောင်ခေါ်ဝေါ်ခဲ့ကြပါတယ်။မဲဂဒီကလာသိန်းချိုင်းနဲ့အော့ကလင်းတိုက်ပွဲတွေမှာရန်သူဟိုအပြက်အသက်ချေမုန်းရခဲ့ပါတယ်။စစ်တောင်းမှုကမ်းမေကနောက်ဆုံးတိုက်ပွဲအင်္ဂလိပ်စစ်ကြောင်းထုံးကြောင်းရဲ့ဝိုင်းပတ်မှုကိုခံရချိန်မှာဘိုးရာကျော်ဟာရဲဘော်တွေကိုလွတ်မြောက်အောင်စုခွာခိုင်းခဲ့ပါတယ်။ခဲယမ်းကုန်ကန်ဤဒဏ်ရာပြင်းထန်ရရှိချိန်မှာတော့ရန်သူလက်ထဲအရှင်ဖမ်းမခံလို့ပဲလက်ပစ်ပုံးနဲ့ရန်သူအုပ်စုကသွေးပြီးဝင်ဖောက်ခွဲပြီးအသက်ပေးသွားခဲ့ပါတယ်။ဘိုးရာကျော်တေဆုံးသွားခဲ့တော့လေသူဤဇာတိမန်ဒီရွှေချင်းမြေမှာမျိုးစိတ်ချခဲ့ပါပြီ။မထောက်တစ်ဖက်ကန်းကဒီဇာတိမန်ဟာမြန်မာတို့အတွက်တော့ယနေ့တိုင်တောက်ပါနေစေမော်ကွန်းတစ်ခုဖြစ်ပါတော့တယ်ခင်ဗျာ။